ခွန်ရိုခုရောက်နေရတော့ကျွန်းပေါ်မှာပဲဖြစ်ပါတယ်ကျွန်းပေါ်မှာသူတို့ရက်ွက်လေးလည်းရှိရဲပြီးတော့ခွန်ရိုဆိုင်ကယ်လေးလည်းငှားစီးရဲရဲစကန်တွေဖုန်းကြီးเจ้าနဲ့တဲခိုဖို့ပါအပြည့်အစုံရှိပါတယ်ဒီကျွန်းလေးကိုခွန်ရိုနေချင်းပြန်သွားပြီးတော့လဲခဲ့ရပါကျွန်းရဲ့အလှတရားကတော့လုံးဝအမိုက်စားပါပဲရေတွေဆိုရဲတွေကြည်တောက်ပြီးတော့သူ့ရဲ့ရှုခင်းနေရတဲ့အရန်မိုက်ပါတယ်ခရီးသွားတဲ့အခါကိုပိုင်ကားတွေနဲ့ပဲသွားရဲလူတွေတော့ကျွန်းနေနေတဲ့အခါမှာတော့အခက်တွေ့ပါမယ်ခွန်ရိုလည်းအခက်တွေ့သွားသေးပါတယ်ဒီမှာဆိုလို့ရှိရင်ဒီ blog ရဲ့ထဲမှာအသေးစိတ်လေးပြပြပေးသွားပါမယ်အခုကတော့ခွန်ရိုပတ်တရားကဟိုတယ်လေးတစ်ခုမှာပါဒီကနေပြီးတော့ခွန်ရိုကျွန်းသွားမှာဆိုတော့ကျွန်းကိုဆိုလို့ရှိရင် Google Map ကနေလှည့်စိတ်လေးကိုခွန်ရိုသွားခဲ့ရပါဒီမှာ line ကားကြီးလည်းရှိရပြောပါရဲ့ဒီမှာဆိုလို့ရှိရင်ဘတ်30တန်ရှိရ speed boat ဆိုလို့ရှိရင်တကြောင်ကိုဘတ်150ပဲပေးရပါတယ်ခွန်ရိုကတော့ဘတ်30ဟာစီးခဲ့ပါတယ်သူကနှစ်ထပ်ပေါ့နော်ကျွန်းသွားဖို့ line ကွက်45မိနစ်လောက်တော့ကြာတယ်အကြာကြီးစီးခဲ့ရပါတယ်ပုံရိုက်မယ်ဆိုလို့ရှိရင်အပြန်မှရိုက်လို့ရပါတယ်မျိုးမလုပ်ပဲနဲ့အသွားထဲကနေပြီးတော့ပုံလေးရိုက်သွားစီချင်ပါတယ်အပြန်ကြလို့ရှိရင်လုံးဝပင်ပန်းတော့လေဖုန်းတော့မကြည့်နိုင်တော့တဲ့အခြေအနေဖြစ်သွားပါတယ်အခုကတော့ခွန်ရိုဒီကျွန်းလေးကိုရောက်ပါပြီကျွန်းကတကယ်ကိုအကျယ်ကြီးပါပဲစားတောက်ဆိုင်နေတော့အများကြီးကိုရှိပါတယ်ခွန်ရိုကဆိုင်ကယ်ငှားမှာဆိုတော့ဆိုင်ကယ်ဆိုင်ကိုသွားပါတယ်ဆိုင်ကယ်ကတော့တရက်ကိုဘတ်300နဲ့ခွန်ရိုငှားခဲ့ပါတယ်လေစိတ်ဆင်းတာနဲ့ချက်ချင်းငှားတာမျိုးမလုပ်ပဲနဲ့နောက်ရောက်နေပို့ပြီးတော့ဈေးတက်တာပါတယ်ခွန်ရိုကဒီမှာဆိုင်ကယ်လိုင်စင်တွေလည်းမလိုဘူးပေးခဲ့ရတော့ထောက်ထားတစ်ခုခုတော့ပြီးခဲ့ရပါတယ်နေ့စားရပါတယ်ဒီမှာပဲစားပြီးတော့မှဒီမှာကမ်းခြေလေးကိုရောက်လာပါတယ်သူ့မှာလဲစရာနေရာတွေကတော့3-4နေရာလောက်တော့ရှိပါတယ်ဒီမှာဟိုတယ်လည်းငှားပြီးညအိတ်လို့လည်းရပါတယ်ခွန်ရိုကပတ်တရားဘက်မှာကားကိုထားခဲ့ရဆိုတော့ညအိတ်လို့မရပါဘူးနေချင်းပြန်ရပါတယ်ဒီကို2နာရီလောက်မှရောက်ပြီးတော့လေ9နာရီကျော်လောက်ပြန်ရဆိုတော့တကယ်အဆင်မပြေခဲ့ပါဘူးခဏလေးပဲနေခဲ့ရပါတယ်တယောက်ကိုအသွားပြန်ဆိုလို့ရှိရင်ဘတ်60ပဲကျပါတယ်ပတ်တရားမှာကားထားခဲ့ရတာကားပါကင်ကြီးကတော့ဘတ်300ပေးခဲ့ရပါတယ်ပတ်တရားဘက်မှာလည်းကားဒီတိုင်းရက်ရှင်တိုင်းရက်လို့မရဘူးပေါ့နော်ရက်ရှင်တိုင်းရက်လို့ရှိရင်သူကအရဲကားရလာပြီးတော့ဆွဲသွားပါတယ်ခွန်ရိုမိသားစုဒီကမ်းခြေလေးကိုတရက်လောက်လဲလိုက်တာတော့မိသားစု4ယောက်ကိုဘတ်1500လောက်တော့ကုန်သွားပါတယ်ကျွန်းလေးကတော့လှရဲခွန်ရိုရောက်သွားချိန်ကတော့နေတော်ပူတော့လေဖုန်းကြီးလည်းပူရိုက်ရနည်းနည်းလေးတော့ခတ်ပါတယ်ခွန်ရိုမိသားစု4ယောက်ကတော့ဆိုင်ကယ်2စီးငှားပြီးတော့ပတ်တာပါဒီနေရာလေးကတော့တော်တော်အမိုက်ဆုံးပါပဲဒီမှာအငယ်မကတော့ဒီမှာခြေထောက်ရှာသွားပါတယ်ရေတော့မစော့ဖြစ်ခဲ့ဘူးဖိုတိုလေးတွေပဲတေချာရိုက်ဖြစ်ခဲ့ပါတယ်ကျွန်းပိုင်းရရေတွေကတော့တော်တော်မိုက်တယ်ခွန်ရိုပထမတစ်ခေါက်ပတ်တရားလာတဲ့တုန်းကလည်းဟိုဘက်ချမ်းမှာကော့လန်ဂျိုးဘတ်လဲကြတဲ့လူတွေတွေ့ခဲ့တယ်အဲတုန်းကကျတော့တေချာမသိခဲ့ဘူးပေါ့နော်အခုကျမှပဲခွန်ရိုလဲဖြစ်ပါတယ်နေရတော့ရှယ်ပူပဲစမ်းခွင်တေချာအောင်လင်းသွားပါတယ်ဒီကမ်းခြေလေးရဲ့အလှဆုံးတဲ့နေရာတကူကတော့ဒီထိပ်ပိုင်းလေးပါစက်ကူပန်းလေးနဲ့တော်တော်လေးကိုလှပါတယ်ဒီနေရာလေးရဆိုလို့ရှိရင်ခွန်ရိုကပထမပတ်တရားဘက်မှာဟိုတယ်မှာချက်ကောက်လုပ်တာနည်းနည်းနောက်ကျသွားပါတယ်အဲ့တော့ဒီဘက်ကျွန်းမှာလဲရတဲ့အခါမှာအချိန်ကတော့အရန်မရသလိုဖြစ်သွားပါတယ်ဒီဘက်ကျွန်းမနက်စောကြီးတည်းကလာလဲမယ်ဆိုရင်တော့တကယ်တန်ပါတယ်ကိုကဘလော့ရိုက်တာတော့ဖိုတိုရေးရိုက်တာဆိုလို့ရှိရင်တော့ဒီဘက်မှာပါဝါဘက်လေးယူလာစေချင်ပါတယ်ခွိုင်တို့ဒီမှာဖုန်းအားမရှိတော့ဖုန်းအားသွင်းတာတော့မှမီးပေးမသုံးပါဘူးပြီးတော့သူ့ရဲ့ view point နေရာကိုသွားပါမယ်ဒီမှာ Google Map လည်းထောက်လို့ရပါတယ်ခွိုင်တို့လည်း Google ကနေပြီးတော့ကြည့်ပြီးတော့သွားတာပါဆိုင်ကအရန်မကျွမ်းတဲ့လူဆိုလို့ရှိရင်လုံးဝမသွားသင့်ပါဘူးအရန်အန်နေရများပါတယ်ဒီ view ကိုမြင်ရဖို့တော့ခွိုင်တို့ဟိုးတောင်ထိပ်ထိတက်ရတာအစင်းမှာလည်းအရန်မဆောက်ပါတယ်ပြီးတော့ view ကလည်းဒီတနေရာပဲရှိရဆိုတော့တိတ်ပြီးမတန်ပါဘူးဒီမှာဆိုလို့ရှိရင်တော်တော်မဆောက်ပါတယ်အမေတို့ဆိုင်ကယ်ဆိုလို့ရှိရင်ကြံခဲ့ပါတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့လည်းအပေါ်မတက်နိုင်တော့လို့ပါပြီးတော့ဒီကျိုးရောက်ရဲ့ခွန်ရိုအရိုက်ချင်ဆုံးနေရာလေးကတော့ဒီနေရာပါပဲတော့ဂုံးစင်းတဲ့ပိုင်းအောင်မှာထိတ်မှာပင်လေကြီးမြင်ရတာပေါ့နော်အကွေ့လေးမှာတော်တော်လှတယ်ဒီကိုလန်ကျွန်းရဲ့အဓိကနေရာတော့ဒီနေရာလို့ပြောလို့ရမယ်ညနေဆောင်လည်းအရန်လှတယ်ပြီးတော့နေဝင်ခံနေချိန်လို့ဆိုရင်လည်းလှတယ်ညဘက်လည်းအရန်လှပါတယ်ခွန်ရိုကတော့ညဘက်ကိုမမြင်ခဲ့ရဘူးပေါ့ကျွန်းပေါ်မှာဆိုင်ငယ်စီးရတဲ့ feeling ကတော့အရန်မိုက်ပါတယ်ခွန်ရိုဆိုင်ငယ်စီးတာတော့မဲဆောက်မှာပဲတင်ခဲ့ရပါမဲဆောက်မှာတင်ခဲ့လို့လည်းကျွမ်းကျွမ်းကျင်ကျင်နဲ့ဒီလိုကျွန်းတွေရောက်တဲ့အခါမှာကိုယ့်အောင်ငှားပြီးစီးလို့ရပါတယ်အ feeling ကတော့အရန်မိုက်ပါတယ်ခွန်ရိုဓာတ်ပုံတွေပါရိုက်ပြီးသွားလို့ရှိရင်လှေစိတ်အမိပြန်သွားရပါတယ်ဘာဖြစ်လို့လဲဆိုတော့လှေကနောက်ဆုံးလှေထွက်သွားလို့ရှိရင်ခွန်ရိုပြန်စရာမရှိတော့ပါဘူး
အမေနဲ့အငယ်မကိုလည်းသွားခေါ်ရပါမယ်သူတို့ကတော့အမေဆိုကဖေးဆိုင်မှာကော်ဖီထိုင်တောက်နေရလို့ပြောပါတယ်ခွိုင်တို့ဆိုင်ကအပ်တဲ့အခါမှာခွိုင်တို့အထောက်အထားလေးပြန်ပြီးတော့ယူလာလို့ရပါတယ်ဒီမှာခွိုင်တို့ရောက်တဲ့အချိန်မှာလူတွေကတော့တန်းစီနေပါပြီလှေစိတ်လှေထွက်တော့မဲ့အချိန်ထိုင်းနိုင်ငံမှာနေရလူရဒါမှမဟုတ်ရထိုင်းကိုအကြာကြီးရက်ရှည်လာလဲလူရတော့ဆိုလို့ရှိရင်ဒီလိုကျွန်းလေးလဲဖို့ခွိုင်တို့ recommend ပေးချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့လုံးဝခီးသွားတဲ့ vibe ကိုအပြည့်အဝရစေပါတယ်။ထိုင်းမှာဆိုလို့ရှိရင် national park တွေတောင်တွေတက်တွေမိုးတွင်းဆိုလို့ရှိရင်ကမ်းခြေမှာဆိုလို့ရှိရင်လည်းဒီလိုမျိုးကျွန်းတွေလဲကြရတယ်အဲ့လိုမျိုးကပိုပြီးများပါတယ်။ဒီမှာခွိုင်းတို့ပြန်ဖို့တော့တန်းစီနေရပါတယ်လူတွေအများကြီးပါပဲ။တော်တော်လေးမိုက်တယ်လို့လည်းပြောရမယ်။ speed boat ကတော့ခွိုင်းတို့နောက်ခေါက်မှာပဲစီးပါတော့မယ်။ speed boat ကလည်းတော်တော်တန်တယ်။ဘတ်150ပဲပေးရတယ်။ဘတ်30ဟာပဲခွိုင်တို့မိသားစုအပြန်စီးွားတဲ့ခါမှာတော့ခေါင်းတွေကတော့လဲပြီးတော့မူးနေပါတယ်ဖိုတိုတော့မရိုက်နိုင်တော့ပါဘူးဒီတရက်အတွက်ကုံသွားတဲ့ပတ်စံတွေကတော့အရန်တန်တယ်လို့ခံစားရပါတယ်နည်းနည်းတော့ပင်ပန်းတာပေါ့ခွိုင်တို့သွားတဲ့ချိန်ကလည်းနောက်ကျသွားရတယ်ပါတယ်ပြီးတော့ဟိုဘက်မှာဓာတ်ပုံနေတဲ့အသေးတန်ရိုက်ရဖုန်းအားရတယ်ကုံမနဲ့လှုပ်ရတယ်ခေါင်းတွေကိုလှည့်သွားပါတယ်ခွဲတို့ပြန်လဲရောက်လဲရောပတရားစီးတီးနဲ့ဟိုနေဝင်တဲ့ဟာလေးကိုရိုက်ခဲ့ပါသေးတယ်အဟာလေးကလည်းတော်တော်လေးမိုက်ပါတယ်ဒီဘလော့လေးကတော့ခွန်ယိုပတရားနေပြီးတော့ကျွန်းကိုသွားလေဖြစ်တဲ့တေးရတာဘလော့လေးပဲဖြစ်ပါတယ်ဒီနေ့ဘလော့ကလာပါပဲရှင်နောက်ဘလော့ရမှာပြန်ပြီးတော့တွေ့ပါမယ်